ကျွန်တော်တို့ယနေ့တွားရောက်တဲ့နေရာလေးကတော့ကားတိုက်ဆဲဆိုတဲ့နေရာလေးပေါ့ခင်ဗျကျွန်တော်တို့ရွာကနေပြီးတော့ကားနဲ့15မိနစ်သို့မဟုတ်မိနစ်20လောက်တောင်ကျောလမ်းလေးကနေရောက်မောင်းဝိုင်းရောက်တဲ့နေရာလေးပေါ့ခင်ဗျအဲ့ဒီနေရာလေးကတော့အခုမြင်တွေ့ရတဲ့တောင်တန်းကြီးကတော့ဒီစင်ကြိုက်တောင်တန်းကြီးဖြစ်ပါတယ်ခင်ဗျစင်ကြိုက်တောင်တန်းရဲ့အောက်ခြေမှာတည်ရှိပါတယ်ဒါကတော့ကားတိုက်ဆဲလေးတွေကိုဝင်တဲ့အဝင်လမ်းလေးဖြစ်ပါတယ်ခင်ဗျအထဲကို15မိနစ်သို့မဟုတ်မိနစ်20လောက်တော့ဝင်ရပါသေးတယ်ခင်ဗျဒါကတော့အဲကားတိုက်ဆဲကနေကြတဲ့ရေတွေကိုဒီတောင်ကြီးရွာလေးစိုက်ပျိုးခင်းတွေကိုပေးတဲ့ရေလွှဲတဲ့နေရာလေးပေါ့ခင်ဗျအထဲကို15မိနစ်မိနစ်20လောက်ဝင်သွားပြီးဆိုရင်ကားတိုက်ဆဲရဲ့ဆဲပေါင်ပေါ်ရောက်တာပေါ့ခင်ဗျပုံကြည့်ရှုပေးကြပါဦးခင်ဗျသွားတဲ့အချိန်လေးကလည်းမနက်ပိုင်း6နာရီ9နာရီဖြစ်တဲ့အတွက်အရန်ကိုအေးဆေးလွန်လာပါတယ်ခင်ဗျအခုမြင်နေရတာတော့စင်ကြိုက်တောင်တန်းနဲ့စင်ကြိုက်ဖျားဖြစ်ပါတယ်ခင်ဗျသူကစင်ကြိုက်တောင်ရဲ့အောက်ခြေရေးမှာတည်ရှိပြီးတော့ဆဲလောက်ထားတဲ့နေရာလေးပေါ့နော်အဲ့ဒါတော့အခုဒီမြင်တွေ့တာစင်ကြိုက်တောင်ကြီးဖြစ်ပါတယ်ရာသီဥတုလေးကလည်းအရန်မအေးလုံးမပူလုံးပေါ့ခင်ဗျtemperature နဲ့ပြောရမယ်ဆိုရင်တော့မနက်ပိုင်းဆိုရင်ကျွန်တော်တို့အဲ့နာမှာဆိုရင်19-20အဲ့လောက်တော့ရှိတယ်ခင်ဗျအဲ့ဒါတော့အခုဝင်သွားတာတော့အထက်စင်ကြိုက်တောင်အဲ့ချောင်းလေးကိုဖြတ်ကြတယ်ခင်ဗျအဲ့ချောင်းလေးမှာလည်းရေချိုးလို့ရပါတယ်ရေလေးတွေအေးစိမ်ပြီးတော့တော်ချိုးလို့ကောင်းပါတယ်ခင်ဗျအခုကတော့အထက်ဝင်တဲ့လမ်းကြောင်းလေးပေါ့ကျွန်တော်တို့သွားတာကား2စီးပေါ့ခင်ဗျတစ်စီးကတော့လူပြည့်နေပြီးတော့ရှေ့ကသွားရပါပြီကျွန်တော်တို့မိသားစုတွေကုန်ပါတယ်ဒါကရွာအမျိုးတွေနဲ့ကျွန်တော်ရဲ့ညီငယ်လေးတယောက်ပဲတူတူသွားကြတာဖြစ်ပါတယ်အရှိမတော့ဦးလေးကမောက်ပါတယ်ခင်ဗျအထဲကိုဝင်သွားတဲ့လမ်းကြောင်းလေးပေါ့ခင်ဗျအထဲကိုတော့နည်းနည်းလေး15မိနစ်မိနစ်10လောက်တော့ထပ်ဝင်ရသေးတယ်ခင်ဗျဒါကတော့ကားလိုက်ဆဲအဝင်ဝရောက်ခဏီလေးမှာတောင်ပေါ်လေးမှာလှုပ်ထားတဲ့ view point လေးပဲပေါ့ဗျအဲ့မှာစားတော့တွေမှာစားလို့ရတယ်အဲ့ကနေမှတစ်ဆင့်အရှိကိုဝင်သွားမယ်ဆိုရင်ကားလိုက်ဆဲကိုရောက်ရှိပါပြီခင်ဗျအဲ့နားလေးမှာကားထုတ်လို့လည်းရပါတယ်ခင်ဗျကားထုတ်ပြီးအထဲကိုဓာတ်ပုံရိုက်ခွင့်လည်းရှိပါတယ်ဒီမှာတော့ကျွန်တော်တို့အရှိရသွားတယ်ကျွန်တော်မိသားစုစီးသွားတယ်ကားပါခင်ဗျလမ်းမပြီးတော့ဟိုဘက်လမ်းကိုဝင်သွားတော့ပြန်လှည့်လာရတယ်ခင်ဗျအခုမှရောက်လာတာပါသူတို့လည်းကားလူများနေတော့ကျွန်တော်တို့လည်းအနောက်ကဦးလေးကသူတို့ rubber တင်တဲ့ကားကြီးပေါ်မှာစီးပြီးတော့သွားရတာပါခင်ဗျသူတို့ကတော့ easy ပေါ့ဆင်းလာပါခင်ဗျဆွေမျိုးစုံနဲ့အေးပုံတို့ပေါ့ဥစုပါရွာဆွေမျိုးတွေလည်းပါပါတယ်ခင်ဗျဒါကတော့အဲ့ကားရက်တဲ့နေရာမှာနေပြီးတော့အထက်ကိုကားနဲ့လည်းဝင်လို့ရတယ်ခင်ဗျအခုကတော့ကျွန်တော်တို့ကလမ်းလျှောက်ဝင်ကြတယ်ပေါ့ခင်ဗျ latest Switzerland ဆိုတဲ့အဲ့နေရာလေးကိုရောက်ဖို့ပေါ့ခင်ဗျဟုတ်ကဲ့အပိုင်းတက်ပြီးပါပြီခင်ဗျာနောက်အပိုင်းနဲ့ဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျဆက်လက်ဖော်ပြပါဦးမယ်ခင်ဗျကျေးဇူးပါခင်ဗျာ